ဖြစ်ညာခံခဲ့ရသူအဖြစ်ချခံခဲ့ရသူပြောစရာလေးမရှိတော့ဘူးတတတာတင်းနေတဲ့ဒီလူမင်းပေးတဲ့အလွမ်းနဲ့သူမင်းပေးတဲ့အမုန်းနဲ့သူအချင်းတောင်လောင်အိမ်ထဲမှာလွတ်နိုင်ဖို့လမ်းစာမရှိတဲ့သူစာတွေတော့ကဆိုရင်လေမင်းတိတ်စတာငါပါဆိုမူဒါနီလာနီလုံးတော့ယုံခဲ့မိပါတယ်ပုံခဲ့မိပါတယ်ပလာနတိငါရဲ့ရင်ထဲမှာမင်းစိတ်တော့တည်ရမယ်သူမင်းစိတ်တော့တည်ရမယ်သူအခုတော့အချစ်တွေဟောင်းတစ်ကိုပြောင်းမိဖြစ်သွားရဲ့